အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ရဲ့ Anana Thailand Estate ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မြန်မာလူမျိုးတွေအကြိုက်များပြီးတော့နေထိုင်ရအဆင်ပြေဆုံးဖြစ်စေမယ့်စုခုမတ်လမ်းမကြီးပေါ်မှာတည်ရှိတဲ့ Aspire Owner Station Condominium နဲ့မိတ်ဆက်ပေးကြပါတယ်AP Developer ကနေတိစောက်ထားပြီးတော့မကြာသေးခင်ကမှပြီးစီးထားတဲ့လက်ရှိအခန်းအနည်းစဖြစ်တဲ့ကွန်ဒိုအသစ်ဆက်ဆက်ပဲဖြစ်ပါတယ်။သူရဲ့အားသာချက်ကတော့ဘန်ကောက်မြို့ရဲ့နာမည်ကျော်စုခုမွေလမ်းမကြီးပေါ်မှာရှိပြီးတော့ BTS Owner Station ကို3မိနစ်လမ်းလျှောက်ရုံနဲ့ရောက်ရှိနိုင်တာပဲဖြစ်ပါတယ်။ဒီ project ကအထက်ပေါင်း38ထပ်ပါဝင်တဲ့ high rise ကွန်ဒိုဖြစ်ပေမဲ့လည်းတတိုင်းလုံးမှာအခန်းပေါင်း696ခန်းပဲပါဝင်တာဖြစ်တဲ့အတွက်ကြောင့်လူရှုပ်တာမကြိုက်ဘဲနဲ့ AACC တီးတန့်နေခြင်းတဲ့သူတွေအတွက်အရန်ကိုအဆင်ပြေပါတယ်။ Unut area ဖြစ်တဲ့အတိုင်း BTS ကစင်တာနဲ့ Lotus နဲ့ Bixi ရဲ့လူငယ်တွေအကြိုက် community hub တွေကိုချက်ချင်းပဲတွေ့နိုင်မှာပါ။ဒါအပြင်ကျန်းမာရေးအတွက်ဆေးရုံတွေပညာရေးအတွက် international school တွေနဲ့လည်းနှီးတဲ့အပြင်ညနေတိုင်းမှာလည်းအစားအသောက်ပေါ်များစုံတွေနဲ့နိုင်မာကတ်မှာပျော်ပျော်ရွှင်ရွှင်နဲ့သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်ရှင်။ AP ရဲ့ထုံးစံအတိုင်း facility ဘိုင်းကိုတော့ပြောစရာမလိုအောင်ကိုဖန်တီးပေးထားပါတယ်ရှင်။ဒီမှာဆိုရင်လည်း gym တွေ co-working space တွေ lounge တွေကနေပြီးတော့တဘာဝမြစ်ကွေးအလားနဲ့ city view အလားကိုတဝအကြည့်ခံစားနိုင်ပါတယ်ရှင်။ဒါဆိုရင်တော့36လမှာရှိတဲ့ projected hub နဲ့ meeting room လေးကိုညီမနဲ့တူတူသွားကြည့်ရအောင်နော်။ညီမတို့ဒီ Sky Lounge ကနေလေကြောက်ဖျားမြင့်ရဲ့ဒီတဘာဝပြင်းခွေပေါ့နော်ဘန်ကကြောက် view အလှကိုရော city view အလှကိုရောတဝကြီးခန်းစားရင်းနဲ့ AACC အနားယူနိုင်မှာပဲဖြစ်ပါတယ်ရှင်လက်ရှိမှာရွေးချယ်ဝယ်ယူနိုင်တဲ့အခန်းလေးတွေကတော့ one bedroom အမျိုးအစားဖြစ်ပြီးတော့အကျယ်ဝန်းအဖြစ်ဆိုရင်တော့ 30.5 square meter ကျယ်ဝန်းပါတယ်ဒီမှာတွေ့ရတဲ့အတိုင်းအခန်းဖွဲ့စည်းပုံကလည်းမိသားစုတိုင်းအတွက်တတောင့်တတဖြစ်စေတဲ့အပြင်ဒီနေရာအချက်ချကြတဲ့နေရာမှာတည်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့နေ့စဉ်ဘဝအတွက်လွယ်ကူအဆင်ပြေစေမှာပဲဖြစ်ပါတယ်ရှင်ခုညီမရောက်နေတဲ့အခန်းလေးကတော့ one bedroom အမျိုးအစားဖြစ်ပြီးတော့27 square meter ကျယ်ဝန်းပါတယ်ဒီခန်းလေးရဆိုရင်မဝင်ချင်းဒီမှာဆိုရင် kitchen လေးပါမယ် kitchen ကလည်းအရင်မကျင်းဘူးပေါ့နော် slide door လေးပါတဲ့အတွက်ကြောင့်မို့ဒီဟင်းတွေပါတွေချက်တဲ့အခါအနက်နေဒီ living room ကိုရောက်မလာတော့ဘူးပေါ့နော် main ကလေးတွေအကြိုက်မှန်တင်ကုန်တို့ video တို့ထားလို့ရမယ်ပြီးရင်ဒီနားမှာဆိုရင်လည်းညီမတို့ဒီ working table လေးထားလို့ရမယ်ပေါ့နော်အခန်းက27 square meter ဆိုပေမဲ့လည်းအရင်လည်းမကျင်းဘူးပေါ့နော်အခုညီမရောက်နေတဲ့အခန်းလေးကတော့ one bedroom အမျိုးအစားဖြစ်တယ်။အကျယ်ဝန်းကဆိုရင်တော့ 30.5 square meter ကျယ်ဝန်းနေပေါ့နော်။ညီမတို့ဒီမှာဆိုရင်ဒီအခန်းကိုအခုဝယ်မယ်ဆိုလို့ရှိရင်ထည့်သွင်းပေးထားတဲ့ item လေးတွေပဲဖြစ်ပါတယ်။ဆိုတော့ဒီ item မျိုးဆိုလို့ရှိရင်လည်းညီမတို့နာမည်ကြီး SB brand ကပစ္စည်းလေးတွေကိုသုံးပေးထားပါတယ်။ဒီ fully furnished ကဆိုလို့ရှိရင်တော့ညီမတို့အခုဒီကာလမှာဝယ်တဲ့သူတွေကို promotion အနေနဲ့ထည့်ပေးတာပဲဖြစ်ပါတယ်။kitchen လေးရလဲပေါ့နော်ဒီ slide door လေးနဲ့ separate kitchen ပုံစံလုပ်ပေးထားတာတွေကတော်တော်လေးအဆင်ပြေတယ် kitchen area ကလည်းအရန်မကျဉ်းဘူးပေါ့နော်ဖွဲ့စည်းပေးထားတဲ့ပုံစံလေးကတော်တော်လေးအဆင်ပြေပါတယ်ဒီနေရာမှာဆိုလို့ရှိရင်လည်းဒါပစ္စည်းတွေကောင်းကောင်းထားလို့ရတယ်ဒီအိမ်ခန်းလေးထဲမှာဆိုရင်လည်းညီမတို့ဒီ dressing table တွေ dressing stool တွေ wardrobe တွေအိပ်ယာတွေထည့်သွင်းပေးသွားမှာပဲဖြစ်ပါတယ်အခုပြပေးသွားတဲ့အခန်းလေးတွေကိုဒီဇင်ဘာလနှစ်ကုန် promotion အနေနဲ့ထိုင်းဘတ် 3.9 တန်းဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီးတော့ fully furnished ထည့်သွင်းပေးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကိုယ်တိုင်နေချင်တာပဲဖြစ်ဖြစ်အငှားပြန်ချချင်တာပဲဖြစ်ဖြစ်အပေါ်ငွေထပ်မကုန်မင်းနဲ့အဆင်သင့်နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။
အငှားအနေနဲ့ဆိုရင်လည်းညီမတို့တစ်လကိုဘတ်1000ခွဲကနေ18000ကျအခန်းရဲ့အလွှာအလှည့်ပေါ်မူတည်ပြီးလစဉ်ရရှိနိုင်တာဖြစ်တဲ့အတွက် rental ရင်းမြင်မာတဲ့ passive income ကိုလည်းရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်တို့ရဲ့ Anana Thailand Estate ကနေထိုင်းအိမ်ချမ်းမြေကိုစိတ်ဝင်စားရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေအတွက်ရည်ရှိမှာစိတ်ချရပြီးတော့ reputation ကောင်းမွန်တဲ့ developer တွေရဲ့တည်နေရနဲ့ bid quality ကောင်းမွန်တဲ့ project တွေကိုသာရွေးချယ်ပြသပေးတာဖြစ်တယ်လို့ review မယ်ဆိုရင်လည်းစာချုပ်ကိစ္စ၊ငွေလွှဲကိစ္စနဲ့အခန်းစစ်ဆေးခြင်း inspection စတာတွေကိုအခမဲ့ဝန်ဆောင်မှုပေးတော့မှာဖြစ်တဲ့အပြင်ပိုင်ဆိုင်မှုစာချုပ်နဲ့အခန်းတော်လက်ထက်ရောက်သည့်အထိ one stop service ကိုညီဆောင်ရွက်ပေးနေပါတယ်ရှင်။အခုပြသပေးခဲ့တဲ့ Aspire Owner Station ကိုစိတ်ဝင်စားတဲ့လူကြီးမျိုးအနေနဲ့အခမဲ့ room tour ပြုလုပ်ကြည့်ရှုနိုင်မှုအတွက် page messenger ကနေတဆင့်အသေးစိတ်ဆက်သွယ်မြင်မြန်ဆောင်စမ်းနိုင်ပါတယ်ရှင်။